ရုရှားရဲ့ဘုံကျက်လေယာဉ်စုကြီးတွေဗိုင်းရပ်စ်နဲ့နော်ဝေးရေပြင်ပေါ်ကနေပြန်တန်းနေပါတယ်။ရုရှားနျူကလ িয়ার စွမ်းရည်သုံး Tu-95MS ဘုံကျက်လေယာဉ်တွေဟာနော်ဝေးနဲ့ဗိုင်းရပ်စ်နိုင်ငံတကာရေပြင်ပေါ်မှာကြိုတင်စီစဉ်ထားတဲ့ပြန်တန်းမှုတွေလုပ်ခဲ့ပြီးနိုင်ငံခြားတိုင်းပြည်တွေကတက်လေယာဉ်တွေကသူတို့ကိုချန်လိုက်ပါခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပြောရမယ်ဆိုရင်တော့နော်ဝေးကိုချင်းချုပ်လိုက်တာပဲဖြစ်ပါတယ်။ Tu-95လေယာဉ်တွေပြန်တန်းမှုရဆွဲစောင့်ကြည့်လေယာဉ်တွေကိုဖျက်ချထားတဲ့နိုင်ငံတွေကိုမဖော်ပြပါဘူး။ရုရှားရဲ့ Tu-95MS မဟာဗျူဟာမြောက်ဘုံကျက်လေယာဉ်တွေနဲ့ဒုံးကျည်တွေလေယာဉ်တွေဟာဒီလိုရေပြင်တွေပေါ်မှာအခြေစရာဆွဲပြန်တမ်းမှုတစ်ခုလုပ်ခဲ့တာလို့ဝန်ကြီးဌာနကစကန်ဒီနေးဗီးယားမြောက်ဘက်နဲ့ရုရှားမြောက်ဘက်ရှိရေပြင်တွေကိုရည်ညွှန်းပြောပါတယ်။အဲ့ဒီနေရာတွေဟာအရင်တော့ရုရှားရဲ့ဆိုဗီယက်ပြည်ထောင်စုပိုင်မြေတွေဖြစ်ပါတယ်။ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံးကိုပူတင်ကပြန်လည်စုစည်းမယ်ဆိုတဲ့သတင်းတွေကြေပြန့်ထွက်ပေါ်ချိန်မှာရုရှားရဲ့စံတမှုတွေပေါ်လာတာပါ။လမ်းကြောင်းချို့အစ်စ်မှာမဟာဗျူဟာမြောက်ဒုံးကျည်တွေလေယာဉ်တွေကိုနိုင်ငံခြားမှာတိုက်လေယာဉ်တွေကလိုက်ပိုင်ချင်းရပို့ဆောင်ခဲ့တယ်ဆိုပါတယ်။ဒီလိုပြန်တမ်းမှုကိုဒေသအများအပြားမှာပုံမှန်လုပ်ဆောင်ပြီးနိုင်ငံတကာဥပဒေနဲ့ညီပါတယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ခုနဆော်ဘက်မှာတောင်ကိုရီးယားနဲ့ဂျပန်တို့ဟာရုရှားနဲ့တရုတ်စစ်ဘက်လေယာဉ်တွေသူတို့နေပြည်တော်ပြန်တမ်းမှုတွေကိုဝေဖန်ခဲ့ပြီးတော့တိုက်လေယာဉ်တွေရေးပေါ်ဆေးလုပ်ခဲ့ရပါတယ်။တိုကျိုဆိုရရုရှားရဲ့ Tu-95ဘုံကျက်လေယာဉ်2စင်းဟာဂျပန်ပင်လယ်ကနေအရှေ့တရုတ်ပင်လယ်ဘုံကျက်လေယာဉ်2စင်းနဲ့တွဲဆုံမှုပြန်တမ်းခဲ့တဲ့နိုင်ငံတော်ဝန်ပူးတွဲပြန်တမ်းခဲ့တယ်ဆိုပါတယ်။အခုဂျပန်ကိုဝန်းရံပြီးတော့လိုက်ပါလာတာဟာတရုတ်လေယာဉ်ဖြစ်ဖို့များပါတယ်။ဒါနဲ့ပတ်သက်ပြီးရုရှားဘက်ကတော့ထုတ်ဖော်ပြောဆိုသွားခြင်းမရှိပါဘူး။ပြောချင်ပါတယ်။လကဘာပေါ်မှာနျူကလ িয়ার တအားပစ်စင်ကို10နှစ်အတွင်းပြီးတည်ဆောက်မယ်လို့ရုရှားဘက်ကဆိုလာပြန်ပါတယ်။ရုရှားသမ္မတပူတင်ဟာယူကရိန်းကိုကျူးကျော်သိမ်းပိုက်နေုံသာမကလကဘာပေါ်မှာပါစုမှုနိုင်ရေးအမှန်ချက်အတွက်လာမယ့်10နှစ်အတွင်းကမ္ဘာပေါ်မှာလကဘာပေါ်မှာနျူကလ িয়ার တအားပစ်စက်ရုံတည်ဆောက်သွားမယ်လို့ဆိုလာပါတယ်။ရုရှားဟာအာကာသစူးစမ်းလေ့လာရေးစီစဉ်တွေမှာအစောဆုံးစူးစမ်းအားထုတ်ခဲ့တယ်ဆိုပါတယ်။1961ကအာကာသယာဉ်လူရီကာဟာလကဘာပေါ်ကိုပထမဆုံးခရီးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့21ရာစုမှာကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရတွေကဦးဆောင်တဲ့လကဘာစူးစမ်းလေ့လာရေးစီစဉ်တွေဟာအားနည်းလာပြီးပုဂ္ဂလိကလုပ်ငန်းကြီးဖြစ်တဲ့ Elon Musk ရဲ့ SpaceX ကအားကောင်းဆုံးဖြစ်လာပါတယ်။ဒီနေ့ခေတ်မှာအမေရိကန်ပြီးရင်ကမ္ဘာလကဘာနဲ့အာကာသစူးစမ်းရှာဖွေရေးအစီအစဉ်မှာတရုတ်ကအင်အားပိုကောင်းလာရာရုရှားဟာတရုတ်နဲ့ပူးပေါင်းပြီးလကဘာစူးစမ်းရှာဖွေရေးလုပ်ငန်းတွေလုပ်လာပါတယ်။ဒါကြောင့်ရုရှားဟာ2023ခုနှစ်ကLuna 25 mission နဲ့လကဘာပေါ်စမ်းသပ်မှုတွေလုပ်ခဲ့ရာစဉ်သက်စဉ်ပောက်ကွဲပျက်စီးပါတယ်။ရုရှားအစိုးရပိုင်အာကာသအေဂျင်စီ Roscosmos က2036မှာလကဘာပေါ်နျူကလ িয়ার လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးထူထောင်ပြီးအာကာသစူးစမ်းရှာဖွေလုပ်ငန်းတွေဇိုင်းလိုက်မတ်တက်လုပ်သူများစွမ်းရည်မပြတ်ရရှိရေးဦးတည်တယ်လို့ထုတ်ပြန်ကဒီဆောင်ရွက်လုပ်ငန်းတွေကိုလည်းလာဘိုကင်အာကာသကုမ္ပဏီနဲ့စာချုပ်ချုပ်လိုက်ကြောင်းထုတ်ပြန်ပါတယ်။လက်ရှိလကဘာပေါ်မှာရုရှားတရုတ်ပြည်ဆိုင်ရာသုတေသနစခန်းတွေဖွင့်ထားပြီးဩဂုတ်လက NASA ဟာလည်း2030ပြည့်နှစ်မှာအာကာသနျူကလ িয়ার ဓာတ်အားပေးစက်ရုံထူထောင်ရေးနုမြစ်တပေါင်းမှုတစ်ခုလပေါ်ကိုတင်ပို့သွားမယ်ကြေညာပါတယ်။ကမ္ဘာမြေပြင်ထက်မိုင်ပေါင်း2,500,000မြင့်မှာရှိတဲ့လကဘာဟာပေါ်ရန်အလွှာအောက်မှာအလွန်အကျိုးများမဲ့တသက်ထုတွေကျွဲဝါစွာရှိမယ်လို့ယုံကြည်ထားတဲ့အတွက်နိုင်ငံကြီးတွေအပြိုင်ဆိုင်အခြေချလက်အုပ်မှုရယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။သုတေသနရင်းမြစ်အရလကဘာမှာဟီလီယမ်3ပြန်မျှတန်တသန်းရှိမယ်လို့ယုံကြည်ပါတယ်။စမတ်ဖုန်းကွန်ပျူတာမှအစနေပညာထုတ်ကုန်တွေနဲ့စီးရေးထုတ်ကုန်တွေမှာမရှိမဖြစ်လိုအပ်နေတဲ့မြေရှားသတ္တုတွေဟာလည်းလကဘာမှာကျွမ်းဝစွာရှိနေတယ်လို့အနာဂတ်မှာရွှေတူးထုတ်ဖို့အတွက်ထိပ်သီးနိုင်ငံတွေကအပြိုင်ကြိုးစားနေပါတယ်။နိုင်ငံတကာအာကာသနဲ့လကဘာစီကံဥပဒေအရလပေါ်ကိုနျူကလ িয়ার လက်နက်မတင်ဆောင်ရလို့ပြဋ္ဌာန်းထားပေမဲ့နျူကလ িয়ার လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက်တော့တားမြစ်ထားခြင်းမရှိဘူးလို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ EU ရဲ့ကော်မရှင်နာမင်းကြီးဟောင်းပါဝင်9ဦးကိုအမေရိကန်ဗီဇာပိတ်ပင်မှုနဲ့ပတ်သက်ပြီးပြင်သစ်ကရှုတ်ချသွားပါတယ်။ပြင်သစ်သမ္မတမက်ခရွန်ဟာဥရောပသမဂ္ဂကော်မရှင်နာဟောင်းမင်းကြီးတီရီပေါ်တိုနဲ့တခြားတည်မှားစန့်ကျင်လှုပ်ရှားသူတွေကိုဗီဇာပိတ်တဲ့အမေရိကန်ပြည်ထောင်စုဆုံးဖြတ်ချက်ကိုရှုတ်ချပါတယ်။ဒီလိုမျိုးလုပ်မယ်လို့လုံးဝမထင်ကြောင်းပြောပါတယ်။ပြင်သစ်နိုင်ငံဟာတီရီပေါ်တိုနဲ့တခြားဥရောပပုဂ္ဂိုလ်တွေပေါ်အမေရိကန်ပြည်ထောင်စုကဗီဇာကန့်သတ်မှုအစီအမံတွေရှုတ်ချပါတယ်။ဒီအစီအမံဥရောပတကြီးတဲ့ချုပ်ချအာဏာကိုထိခိုက်ဖို့ရည်ရွယ်တဲ့ချင်းချောက်မှုနဲ့အတင်းကျပ်ပြုလုပ်မှုပါလို့မက်ခရွန်ကဆိုပါတယ်။ဥရောပကော်မရှင်နဲ့ကျွန်တော်တို့ရဲ့ဥရောပမိတ်ဘက်တွေနဲ့ကျွန်တော်တို့ရဲ့ digital ချုပ်ချအာဏာနဲ့ကျွန်တော်တို့ရဲ့စီးစည်းကမ်းဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုကာကွယ်သွားမယ်လို့မက်ခရွန်ကဆိုပါတယ်။အဲဒီနောက်ပိုင်းမှာဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဘူဒါလီယန်ကလည်းလူမှုကွန်ရက် post မှာအမေရိကန်ရဲ့ပိတ်ဆို့မှုကိုတုံ့ပြန်ပြီးလွတ်လပ်စွာပြောဆိုခွင့်ဟာခိုင်မာပြီးတက်ကြွတဲ့ဥရောပဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ပါ။ဒါကိုဂုဏ်ယူပါတယ်ဥရောပကော်မရှင်ဟာဒီတန်ဖိုးတွေကိုထိန်းသိမ်းဆောင်ရှောက်သူဖြစ်တာကြောင့်ဒါတွေကိုကာကွယ်သွားမယ်ဆိုပါတယ်။ဒီလိုမျိုးအမေရိကန်ဘက်က EU ရဲ့ကော်မရှင်နာမင်းကြီးဟောင်းတူကို
အရေးယူတဲ့ကိစ္စဗီဇာပိတ်ပင်တဲ့ကိစ္စဟာအင်မတန်အားသင့်စရာပါလို့ပြောသွားပါလိမ့်နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်ဂျပန်နိုင်ငံအနေနဲ့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ဖို့လိုအပ်တယ်လို့ဝန်ကြီးချုပ်ယုံရရှိကပြောပါလိမ့်ဒီမှတ်ချက်ကဂျပန်နိုင်ငံရဲ့ကာလကြာကန်ဆွဲလာတဲ့နျူကလ িয়ার ကင်းစင်အခြေခံမှုတွေနဲ့တွေ့ဖိနေပြီးပြည်နှင်းပြည်ပမှာလည်းအများရဲ့တုံ့ပြန်မှုဖြစ်စေပါတယ်မိမိတို့ကနျူကလ িয়ার လက်နက်တွေပိုင်တဲ့လို့ထင်ကြောင်းဝန်ကြီးချုပ်တာကာအီချီဦးဆောင်တဲ့အစိုးရအောက်လုံခြုံမှုဝါဒချမှတ်ရမှာပါဝင်တဲ့အရာရှိကြီးတွေကပြောပါတယ်တစ်ချိန်တော့ဒီလိုဆောင်တဲ့တကူကလက်တွေ့မကျဘူးလို့ပြောပါတယ်မိမိဘုံနဲ့လက်တွေ့ခံခဲ့ရတဲ့ကမ္ဘာပေါ်မှာတကူဒီသောနိုင်ငံဖြစ်တဲ့ဂျပန်ဟာကာလရှည်ကန်ဆွဲထားတဲ့နျူကလ িয়ার ကင်းစင်မူဝါဒကိုပြန်သုံးသပ်ဖို့ဝန်ကြီးချုပ်တာကာအီချီကစဉ်းစားသုံးသပ်ချိန်မှာဒီမှတ်ချက်ထွက်လာတာပါတရင်တော်လည်းမေကွန်းနဲ့ဖြစ်စဉ်အဲ့ဒီအရာရှိကြီးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးစိတ်ကူးမြင်နဲ့ပတ်သက်ပြီးမေးမြန်းခံရပါတယ်ဖြန့်အားပြင်းလက်နက်တွေလိုအပ်ကြောင်းဝန်ခံရန်အဆုံးပိုင်းမှာတော့မိမိတို့ကကိုယ့်ကိုယ်ပဲအားကိုးလို့ရနိုင်မှာပဲလို့ပြောပါတယ်ခုကိစ္စကပစ္စည်းတစ်ခုခုဝယ်ဖို့ကိုမျိုးစုံဆိုင်တစ်ခုကိုတောက်ရောက်ခြင်းလို့မြင်းမြန်းစနဲ့လုပ်လို့မရနိုင်ဘူးလို့ပြောပါတယ်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းထုတ်လုပ်ခြင်းတင်သွင်းခြင်းကိုတားမြစ်ပိတ်ပင်တဲ့နျူကလ িয়ার ကင်းစင်အခြေခံမှု၃ရပ်ကိုပြန်သုံးသပ်ဖို့အာဏာရ Liberal Democratic Party ကောင်စီတကယ်အီချီကစဉ်းစားနေတယ်လို့အစောပိုင်းဆိုရသတင်းရင်းမြစ်တွေကဆိုပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ထိုင်းနိုင်ငံမှာထိုင်းမျိုးသမီးတူကဝန်ထမ်းဖြစ်သူနဲ့ပေါင်းပြီးတော့ဂျာမန်လူမျိုးခင်ပွန်းတဲ့ကိုတပ်ဖြတ်ပြီးအလောင်းကိုအိမ်ထဲမှာတလနီးပါးကြာထားရှိမှုစိတ်ဝင်စားဖွယ်မှုပေါ်ပေါက်ခဲ့ပါတယ်ထိုင်းနိုင်ငံပါချိုခရီကန်မြို့မှာထိုင်းမျိုးသမီးဟာသူ့ရဲ့ဝန်ထမ်းမျိုးသားနဲ့ပူးပေါင်းကြံစည်ပြီးဂျာမန်ခင်ပွန်းဖြစ်သူကိုတပ်ဖြတ်ခဲ့ပါတယ်အဲ့တော့အလောင်းကိုအိမ်ထဲမှာတလနီးပါးကြာထားရှိပြီးဘာမှမသိသလိုဟန်ဆောင်ကရဲစခန်းကြောင်းကြခဲ့ပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာ19ရက်နေ့မှာအသက်45နှစ်အရွယ်နီတာရာအမည်ရှိမျိုးသမီးဟာရဲစခန်းကိုဖုန်းဆက်ပြီးအိမ်ထဲကနေအနံဆိုးတွေထွက်နေလို့လာစစ်ဆေးပေးဖို့အကြောင်းကြားပါတယ်။ရဲရရှိတောစစ်တဲ့အခါအိမ်ထဲမှာတည်ဆုံနေတဲ့သူမရဲ့ခင်ပွန်းရုပ်လောင်းကိုတွေ့ရှိခဲ့ပါတယ်။သူမခင်ပွန်းဟာဂျာမန်နိုင်ငံသားဖြစ်ပြီးမတ်ဆိုရယ်လို့မြည်ရပါတယ်။အသက်65နှစ်ရှိပါတယ်။နီတာရာကသူမဟာခင်ပွန်းရဲ့တူပနေကြောင်းနဲ့ခင်ပွန်းတဲ့ဟာယောဂခံရှိသူမျိုးယောဂဖောက်ပြီးတည်ဆုံတော့တာဖြစ်နေကြောင်းရဲတွေကိုပြောပါတယ်။ဒါပေမဲ့ရဲတွေကဒီမှုဟာသူ့တာရုံမဟုတ်ဘူးလို့တန်တရားဝင်ပါတယ်အခင်းဖြစ်နေမှာတက်ထားတဲ့ CCTV ကင်မရာလေးလုံးလုံးဖြုတ်ခံထားပြီးတေဆုံးသူရဲ့ဖုန်းနဲ့စာစနေတွေပျောက်ဆုံးနေလို့ရဲရရှိတွေကသူ့တာရုံမဟုတ်ဘူးလို့ကောက်ချက်ချပါတယ်ဒီဂျာမန်မျိုးသားအလောင်းဟာအလုံးပုတ်ပွားနေပြီဖြစ်လို့ဒဏ်ရှိမရှိလွယ်တကူမသိနိုင်တဲ့အခြေအနေပါရဲတပ်ဖွဲ့ကအလောင်းကိုဈေးစင်းကိုပို့ပြီးတော့မှုကင်းစစ်ပြည့်ဆိုင်စစ်ဆေးမှုလုပ်ပါတယ်ဒီဇင်ဘာ20နှစ်မှာရရှိလာတဲ့အလောင်းစစ်စင်မှုရလက်ရမက်ခါယောဂကြောင့်တေးတာမဟုတ်ပဲဦးကောင်းကိုမာကျော်တဲ့အရာတို့နဲ့အရိုက်ခံရပြီးတေဆုံးခဲ့တာပါရဲရရှိတွေကစစ်စင်မြမှုကိုတင်းတင်းကြပ်ကြပ်လို့ဆိုတော့ဇနီးတွေကပြမှုကိုဝန်ခံပါတယ်သူမဟာဝန်ထမ်းဖြစ်သူ၃ပိုင်နဲ့ဒီအမှုကိုပူပေါင်းကြံစည်ကြောင်းဆွဆွဲပါတယ်ထွက်ဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့မှာမက်ကိုတက်ခဲ့တာလို့ပြောပါတယ်အဲ့ဒီမှာမက်ကပါချုခရီကန်ကိုရထားနဲ့တွားခဲ့ပြီးနီဇာယာကဘူဒန်ကတွားကြပါတယ်အဲ့တော့အယောက်တဲ့ခါကျိုးတင်ဆောင်နေတဲ့ဝန်ထမ်းကတန်တုံးနဲ့မက်ကိုရိုက်တက်ခဲ့ပါတယ်မက်ကိုတက်ပြီးနောက်လေးပြီးစဖွင့်တာအလောင်းကိုအိမ်ထဲမှာထားပြီးတလားလောက်ကြာမှဘာမှမသိသူနဲ့ရဲစခန်းကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်ခင်ပွန်းတဲ့ဟာသူမကိုစိတ်ပိုင်းရောရုပ်ပိုင်းဆိုင်ရာမှာနှိမ့်ဆက်လို့တက်ခဲ့တာလို့ပြောပါတယ်ဝန်ထမ်းဖြစ်သူကတော့သူ့တထေကသူ့မိသားစုပေါ်ကျေးဇူးရှိလို့ကူညီပေးတာလို့ထွက်ဆိုပါတယ်တေဆုံးတဲ့မက်ခါဂျပန်နိုင်ငံမှာဆရာဝန်တူဖြစ်ပါတယ်အဖိုးနဲ့ပစ္စည်းဥစ္စာနဲ့ငွေသားဘတ်စစ်စံကြောပိုင်ဆိုင်သူဖြစ်လို့ငွေလိုချင်တာကြောင့်တပ်ဖြတ်ခဲ့တာလားဆိုတာဆက်စစ်ဆေးနေပါတယ်မက်ကသူ့ရဲ့ဇနီးနီတာရာရဲ့အမည်နဲ့ပါချမ်ဘရီပြည်နယ်မှာအိမ်တလုံးပါချုခရီကန်ပြည်နယ်မှာအိမ်တလုံးမြို့တစ်ခုဝယ်ယူထားပါတယ်ထိုင်းနိုင်ငံကဟောင်းပရော့ဆက်အဆိုအရအသက်ခံရတဲ့ဂျာမန်လူမျိုးမက်ခါနီတာရာကိုလွန်ခဲ့တဲ့၄နှစ်ကသူ့နိုင်ငံမှာလက်ထပ်ခဲ့တာပါမက်ခါထိုင်းနိုင်ငံကိုတစ်နှစ်ကို2ကြိမ်လာရောက်ပြီးတစ်ကြိမ်ကို2လလောက်နေထိုင်တယ်လို့လည်းသိရပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်ဒီဇလန်ကတော့သမိုင်းကလှည့်စားကွယ်ဝှက်ပေးထားတဲ့အန်အောဘွယ်တွေ့ရှိမှုလို့ပြောရပါမယ်ရုရှားနိုင်ငံစပိုလန်မြို့ကနိုင်ကလပ်တစ်ခုမှာလူသမားတွေကကျမ်းပြင်ပျက်စီးတဲ့ကြောင့်ပြုပြင်မှုခွာတဲ့အခါမှာတကဘာလုံးကိုအံ့အားသင့်စေတဲ့အရာကြီးတွေ့လိုက်ပါတယ်ဒါကတော့နပိုလီယန်ရဲ့1812ရုရှားစစ်စင်ရေးတွင်ပျောက်ဆုံးသွားခဲ့တဲ့နာမည်ကျော်စစ်သူကြီးရဲ့ရုပ်အလောင်းဖြစ်ပါတယ်ဒါအောင်2019ခုနှစ်မှာမထင်မှတ်ပဲရှာဖွေတွေ့ရှိခဲ့တာပါနပိုလီယန်ခေတ်သမိုင်းဖဟေလီကိုအဖြေထုတ်နိုင်ခဲ့တဲ့ထူးခြားတဲ့ရှာဖွေမှုပါနပိုလီယန်ရဲ့စစ်သူကြီး Charles Adrian Godin ဟာ1812အောက်တိုဘာမှာဖြစ်ခဲ့တဲ့ Borodino တိုက်ပွဲမှာအမြောက်ဆန်ထိမှန်ပါတယ်။သူ့ရဲ့ဘက်ခြေတော်ကဒူအောက်ကနေပြတ်ထွက်ပြီးညာဘက်ခြေတော်မှာလည်းဒဏ်ရာပြင်းထန်ရပါတယ်။နောက်ရက်နိုင်ငံမှာပဲစစ်သူကြီးဟာဒဏ်ရာကြောင့်ကွယ်လွန်သွားပါတယ်။ကွယ်လွန်ချိန်မှာအသက်44နှစ်ရှိပါပြီ။စစ်သူကြီးဟာနပိုလီယန်ရဲ့စစ်သည်နဲ့အကြောင်းတက်ဆင်ကလေးကရင်းနှီးခဲ့တဲ့တငယ်ချင်းရင်းချဖြစ်တယ်လို့နပိုလီယန်ရဲ့အားကိုးရဆုံးဗိုလ်ချုပ်တွေကတူပါ။သူ
သူကွယ်လွန်သောကြတဲ့ကနပိုလီယန်ဟာအလွန်ဝမ်းနည်းပြီးလူပုံလဲပေါငိုကြွေးခဲ့တယ်ဆိုပါတယ်သူတငယ်ချင်းကိုဂုဏ်ပြုတဲ့အနေနဲ့ပြင်သစ်နိုင်ငံကအာတီထရင်ဖူလို့ခေါ်တဲ့အောင်ပွဲခံမော်ဦးကြီးပေါ်မှာဂိုဒီရဲ့နာမည်ကိုထွင်းထုကပီးတင်စေပါတယ်စစ်သူကြီးဂိုဒီရဲ့နှလုံးသားကိုပြင်သစ်နိုင်ငံစီပြန်ပို့ပြီးဖျားကြောင်တစ်ခုမှထားရှိပြီးသူ့ရုပ်လောင်းကတော့ရုရှားနိုင်ငံစမိုလန်မှာပဲပြုတ်နှံခဲ့ပါတယ်ဒါပေမဲ့မြေပုံလေးပြောက်ဆုံးကုန်တဲ့ကြောင့်သူ့ဂိုဒီနီယာဟာနှစ်ပေါင်း200ကျော်ထိကြာအောင်ဘယ်မှာရှိလို့ရှိမှမသိခဲ့ပါဘူးတပ်တွေကနိုင်ကလအောက်မှာရှာတွေ့တဲ့အယိုးစုဟာဘယ်ချီတော့မရှိတာဟာတမိုင်းမှတ်တမ်းတွေအရဂိုဒီရဲ့တန်ရာနဲ့ကွက်တီကန့်ညီနေပါတယ်ပြင်သစ်ရုရှားပူးပေါင်းရှေးဟောင်းပြည်ထောင်ဖွဲ့ကဒီရိုးစုကိုတွေ့ရှိခဲ့တာဖြစ်ပြီးကျင်းသူဆွေမျိုးတွေနဲ့ DNA စစ်ဆေးမှုပြုလုပ်တဲ့အခါမှာစစ်သူကြီးကိုဒီဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်2021မှာတော့စစ်သူကြီးရုပ်ချင်းကိုပြည်သစ်နိုင်ငံပါရီမြို့ကနပိုလီယန်ကိုဗစ်မရှိရတဲ့ဘေးမှာပဲစီရေးခန်းနာနဲ့ဂုဏ်ပြုပြီးခန်းနာထဲဝါစွာသင်ကြိုပေးနိုင်ခဲ့ပါတယ်နိုင်ငံတကာစစ်စံရေးဒီရှာဖို့တွေ့ရှိမှုဟာနိုင်ငံရေးအရတင်းမာမှုတွေရှိပြီးပြည်သစ်နဲ့ရုရှားကြားကယဉ်ကျေးမှုနဲ့တမိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ပါတယ်နိုင်ကလေးရဲ့ကျမ်းမြောင်မှာဒီလိုရေးပါတဲ့တမိုင်းပုဂ္ဂိုလ်ကိုရှိကြတာဟာတမိုင်းရဲ့လက်ကွက်တစ်ခုလိုအရန်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့ဒီရှာဖို့တွေ့ရှိမှုဟာတမိုင်းမှာပျောက်ဆုံးနေတဲ့အစိပ်ပိုင်းကိုဖြည့်ဆည်းပေးလိုက်တာဖြစ်ပါတယ်နပိုလီယန်ရဲ့အရန်ခင်ရတဲ့စစ်သူကြီးဟာနှစ်ပေါင်း200ကျော်ကြာမှသူ့ရဲ့ဇာတိမြေကိုပြန်လည်ရောက်ရှိခွင့်ရရှိသွားပြီပဲဖြစ်ပါတယ် GFN ရဲ့ဒီဇင်ဘာလ25ရက်နေ့နိုင်ငံတကာသတင်းတွေတင်ဆက်ပေးတာပါ။နောက်ဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။